ဇင်တို့လိုမိန်းကလေးတွေရဲ့ဘဝမှာအပျော်ဆုံးသောနေ့ရတော့မင်္ဂလာဆောင်တဲ့နေ့လို့ပဲအားလုံးကထင်ကြတယ်။ဒါပေမဲ့မင်္ဂလာဆောင်ပြီးတဲ့ခဏရှင်းမှာပဲကိုယ့်ရဲ့မိသားစုဝင်တွေဘက်ကယောက်ျားလေးတွေအကုန်လုံးဟာကိုယ့်ကိုဘယင်မတပါလို့မျိုးသတ်မှတ်ပြီးတော့ဝိုင်းပြီးဥရှာအယူသေးပေးတာမျိုးကိုကြုံဖူးကြလား။ဒါဟာရုပ်ရှင်ထဲကဇာတ်ဝင်ခန်းတစ်ခုမဟုတ်ဘူး။တကယ်လက်တွေ့မှာရှိတဲ့အရန်ကိုမှထူးခြားလွန်လာလေရိုးရာလေးတစ်ခုအကြောင်းပါပဲ။ဒီလိုမျိုးထူးခြားလွန်လာတဲ့ဓလေ့လေးရှိနေတဲ့နေရာကတော့တရုတ်နိုင်ငံဟဲ့ပီးပြည်နယ်ထဲကရှမ်းဆိုတဲ့ခရိုင်လေးထဲမှာပါအဲ့ဒီမှာတောက်ပိုးလို့ခေါ်ကြတဲ့အရန်ကုန်မှာလေးနှလုံးလာတဲ့မင်္ဂလာရိုးရာလေးတစ်ခုရှိနေပါတယ်ပုံမှန်ဆိုရင်မင်္ဂလာပွဲကျင်းပပြီးလို့ဧည့်သည်တွေပြန်ခါနေရှင်ဆိုရင်အားလုံးကပင်ပန်းလုံးလုံးနားချင်နေကြပြီဒါပေမဲ့ဒီအရက်မှာကတော့အဲ့ဒီအချိန်ကြာမှပွဲကတကယ်ကိုစတာပါသတို့သမီးဘက်ကဆွေမျိုးတွေကအိမ်ပြန်တော့မဲ့အချိန်ရောက်ပြီဆိုတာနဲ့သတို့သမီးရဲ့မိသားစုထဲမှာရှိသမျှသောယောက်ျားရင်းမကြီးတွေအကုန်လုံးကစင်ရှိမှပဲတန်းစီပြီးတော့စုယုံလိုက်ကြပါတယ်။ဘာလို့ဖို့လဲဆိုတာကတော့စက်ကြည့်လိုက်ကြရအောင်။အဲ့ဒီအချိန်မှာဖြစ်ပျက်သွားတဲ့မြင်ကွင်းကအမတန်ကိုမှစက်သိမ်းထားစရာကောင်းတယ်။သတို့သမီးရဲ့အကိုတွေနဲ့အကြီးအကဲတွေအကုန်လုံးကသတို့သမီးရှိမှရက်ပြီးတော့လက်နှစ်ဖက်ကိုစုတယ်ကိုအနေငယ်ကိုင်းပြီးတော့အရန်ကိုမှရင်ကျေးပြုတ်ငါစွာနဲ့အယူအသေးကိုပြီးကြတယ်။ဒါမဲလားဆိုတော့လည်းမဟုတ်သေးဘူးနော်။ကိုထက်ငယ်တဲ့မောင်လေးတွေတူလေးတွေကြတော့ကြမ်းမြေပေါ်မှာဒူးထောက်ပြီးတော့နှစ်ဖူးနဲ့ကြမ်းမြေထိတဲ့အထိကိုဥရှာကြပါတယ်။ဒါကတာမန်နှုတ်ဆက်တာမျိုးမဟုတ်ဘဲနဲ့ငါတို့ရဲ့ညီမလေးငါတို့ရဲ့အမကိုမင်းတို့စီမှာအနံခဲပြီးသူကငါတို့မိသားစုအားလုံးရဲ့ဂုဏ်သိက္ခာပဲဆိုပြီးတော့တစ်ဖက်သားကိုပြက်ပြက်သားသားနဲ့အသိပေးလိုက်တဲ့သဘောလေးစောင့်နေဆိုပြီးတော့လည်းရှင်းပြထားပါတယ်။ဒီလိုမျိုးလုပ်ပေးလိုက်တာကတော့ဂူနန်းနိုင်လို့ခေါ်တဲ့အဆင့်အတန်းတစ်ခုကိုမြင့်တင်ပေးလိုက်တာပါ။အဲ့ဒီနေ့ကစပြီးတော့သူတို့သမီးကသူတို့မိသားစုရဲ့အမြင့်ဆုံးအကြီးအကဲတစ်ယောက်ဖြစ်သွားတာပါဆိုပြီးတော့ဒီနေရာမှာစဉ်းစားစရာလေးတစ်ခုကရှေ့ခေတ်တရုတ်ရိုးရာတွေမှာအမျိုးသမီးတွေကအနှိမ်ခံရမယ်လို့တောင်မှထင်ထားရတာဒါပေမဲ့ဒီတောက်ဖို့ရိုးရာကတော့အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုးကိုသူ့ရဲ့မွေးမိခင်တွေမိသားစုတွေကအမြင့်ဆုံးကိုတင်ပေးလိုက်တာသတို့သားဘက်ကလည်းသူ့ရဲ့မိသားစုဝင်တွေအနေနဲ့လည်းငါရဲ့ဇနီးကသူ့မိသားစုဘက်မှာတောင်မှဒီလောက်ထိတန်ဖိုးထားခံရပါလားဆိုပြီးတော့မြင်တွေ့ပြီးတော့ပို့ပြီးတော့လေးစားမယ်ပို့ပြီးတော့တန်မိုးထားအောင်လှုပ်ဆောင်ပေးတဲ့နီလန်းလေးတစ်ခုပါဆိုတော့လည်းရှင်းပြထားပါသေးတယ်အခုလိုမျိုးဇင်းရဲ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဒီလိုမျိုးမင်္ဂလာဆောင်တွေမှာဒါအကိုတွေညီကိုမောင်နှမတွေကအခုလိုမျိုးလေးတန်မိုးထားပြီးတော့ဂုဏ်ပြုပေးတာမျိုးလေးဒီဒါဗမာပြည်မှာများရှိရင်အားလုံးရဲ့အမြင်လေးရအောင်ဘယ်လိုမျိုးရှိမလဲရှင်